မင်္ဂလာပါရှင်စင်ကာပူမှာအလုပ်လုပ်ဖို့ရည်ရွယ်ထားတဲ့မြန်မာနိုင်ငံသားအလုပ်ရှာဖွေသူတဦးဖြစ်ပါသလားကိုရေးရာဇဝင်တွေအကြိမ်ကြိမ်ပို့ခဲ့ပေမဲ့ဘာအကြောင်းပြန်ကြားမှုမှမရသေးဘူးဆိုရင်တင်းရဲ့ကိုရေးရာဇဝင်ကိုပြင်ဆင်ဖို့လိုအပ်နေပါပြီဒီဗီဒီယိုမှာစင်ကာပူအလုပ်ရှင်တွေကိုဆွဲဆောင်နိုင်မဲ့ professional ကိုရေးရာဇဝင်တစ်ခုကိုဘယ်လိုအဆင့်ဆင့်ရေးသားရမယ်ဆိုတာရှင်းပြပေးသွားမှာဖြစ်ပါတယ်တင်းရဲ့နာမည်ပြည့်စုံကိုထည့်သွင်းပါဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကိုမှန်ကန်စွာရေးပါအသုံးပြုနေတဲ့ email လိပ်စာကိုထည့်ပါ professional ပုံမဖြစ်မနေမဟုတ်ပေမဲ့ထည့်သင့်ပါတယ်ထည့်သွင်းနိုင်ပါတယ်သင်လျှောက်ထားတဲ့အလုပ်နဲ့သင်ရဲ့ရည်မှန်းချက်ကိုကိုက်ညီအောင်အတူချုပ်ဖော်ပြပါဥပမာအားဖြင့်ဂိုဒေါင်လက်ထောက်ရာထူးရရှိပြီးမိမိရဲ့အတွေ့အကြုံနဲ့စ조사အားထုတ်မှုကိုအဖွဲ့အစည်းအတွက်ထိရောက်စွာအထောက်အကူပြုရန်စသဖြင့်ရေးနိုင်ပါတယ်သင်လောက်ကင်ခဲ့တဲ့ယာထူးအမည်ကိုရေးပါလုပ်ခဲ့တဲ့ကုမ္ပဏီနာမည်ကိုထည့်သွင်းပါအလုပ်လုပ်ခဲ့တဲ့ကာလကိုဖော်ပြပါအဓိကတာဝန်ယူခဲ့ရတာတွေနဲ့အောင်မြင်မှုတွေကိုရေးပါအကြံပြုချက်အနေနဲ့လုပ်ဆောင်ချက်ကိုပြတဲ့ကြည်ရာတွေကိုသုံးပြီးဖြစ်နိုင်ရင်အောင်မြင်မှုတွေကိုအရေးတွက်နဲ့ဖော်ပြပါသင်ရရှိထားတဲ့အမြင့်ဆုံးပညာအရေးချင်းကိုရေးပါကျောင်းသို့မဟုတ်သင်တန်းအဖွဲ့အစည်းနာမည်ကိုထည့်ပါဝဲသို့မဟုတ်ဒီပလိုမာရရှိခဲ့တဲ့ခုနှစ်ကိုဖော်ပြပါဤပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုများဥပမာစက်ပစ္စည်းကင်တွယ်နိုင်မှု software ကျွမ်းကျင်မှုကိုရေးပါလူမှုဆက်ဆံရေးဆိုင်ရာကျွမ်းကျင်မှုများဥပမာအဖွဲ့လိုက်လှုပ်ဆောင်နိုင်မှုဆက်သွယ်ပြောဆိုနိုင်မှုကိုလည်းထည့်သွင်းပါသင်ပြောဆိုနိုင်တဲ့ဘာသာစကားတွေနဲ့ကျွမ်းကျင်မှုအဆင့်ကိုဖော်ပြပါဥပမာမြန်မာဘာသာမိခင်ဘာသာစကားအင်္ဂလိပ်ဘာသာအခြေခံအဆင့်စသဖြင့်ရေးနိုင်ပါတယ်လိုအပ်ပါကဖော်ပြပါစလုံးပေါင်းသို့မဟုတ်တရားအမှားများမပါအောင်ဂရုစိုက်ပါမလိုအပ်တဲ့ကိုရေးကိုရာအချက်လက်များဥပမာကိုးကွယ်တဲ့ဘာသာအိမ်အောင်ရေးအခြေအနေထည့်သွင်းခြင်းကိုရှောင်ကျဉ်ပါအပိုက်ရှည်ကြီးများရေးသားခြင်းကိုရှောင်ပါကိုဘာသာပြန်ကိုသာအာမကိုပဲမိမိဘာသာတေချာပြန်လဲစစ်ဆေးပါသင်ရဲ့ကိုရေးရာဇဝင်သို့မဟုတ်အလုပ်လျှောက်လွှာအတွက်အကူအညီလိုအပ်ပါသလားကျမတို့ကို WhatsApp ကနေဆက်သွယ်နိုင်ပါတယ်ဖုန်းနံပါတ်တွေကတော့6584661139နဲ့6593418593ညဖြစ်ပါတယ် website ကတော့ alex.com.c ဖြစ်ပါတယ်ကိုရေးရာဇဝင်ရေးနည်းအင်တာဗျူးဖြေဆိုနည်းနဲ့အလုပ်ရှာဖွေရေးဆိုင်ရာအကြံပြုချက်များအတွက်ကျမတို့ရဲ့ YouTube Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။သင်ရဲ့နောက်ထပ်အလုပ်ကိုင်အခွင့်အလမ်းဟာ message တစ်စောင်กว่าမှာပဲရှိနေနိုင်တယ်ဆိုတာမှတ်ထားပါ။